လော်လေးကတော့ပြီးရပြီအာလာကဲအဲ့မှာတော့ခုလောနေတော့လောကတော့အလဲလန်းနေတော့လာနေပြီနော် eBay ပဲမေဂါဘာညာတော့ဝေးပါတယ်ဗျာနော်ကျွန်တော်တို့ဒီအပြင်ကတာဝါလေးပါလေးပဲပြသူတို့ယူလို့ရမှာအဲ့ဒါကိုလေကျွန်တော်တို့အနေနဲ့ကောင်းကောင်းသဘောပေါက်တော့ကာတာနဲ့ AOG ကြားမှာ stick power နဲ့တော့ blessing ယူရကြားမှာရှောင်းလို့မရခဲ့ဘူး stick တန်းပြောင်းသွားပြီတစ်ဖက်မှာလည်းပြန်ပြီးတော့ RV တကောင်ကောက်ထားသေးတယ်1 for 2 trade တော့ဖြစ်သွားတယ်မနော်နောက်ကောနှစ်ကောင်တည်သွားတယ်ကျွန်တော်တို့မေဂါရှိပါညာရှိနေသေးတော့လေလမ်းမှာတော့အကောင်းဆုံးတော့ defend လို့ရနေသေးတယ်ဆိုပေမဲ့နောက်ကပေးနေရဒီတော့ပို့ပြီးအခြေအနေမဆိုးတော့လို့ defend ထားအောင်မှရမယ်3ယောက်တည်းပေါ့နော်နောက်မှရင်vision လေးတစ်ချက်နင်း final slot တွေပိုင်းနဲ့ creation line နဲ့တော့ရင်တယောက်တစ်ချက်ဝိုင်းထူတာသွေးတစ်ဝက်ရောပါဆိုတော့မေဂါတော့ပေးလိုက်တော့first note နဲ့မေဂါတော့များတယ်နောက်မှလီနာတကောင်ပဲ Yasuki လုံးချင်နေတာအေးမတွေ့မယ်မမှတ်ထားဘူးဒါသူဖြစ်နေတာမေဂါ3လမ်းလုံးရောမေဂါ3လမ်းဒါတက်နေတာမေဂါ3လမ်းတော့ပေးလိုက်ရတာဟေးအလာအဲ့ဒါရောနည်းနည်းများတယ်ဗျာဟိုအဲ့မလဲ brand walk က fake crack လွဲသွားပြီအမလေး 10 phone တွေပိုင်းနဲ့ skyfall ဆွဲချိတ်ထားနေမှာ manipulation ကြားမှာတော့ stick AOG ကိုပါရှောင်နေရတယ်ဆိုမှထိွားသေးတယ်နော် stick ပြန်မှတ်ပါဦးမသေးပါဘူးဗျာနော် stick နေနေဒီမှာ land and play ဂရီးပြစ်ချက်လေးလည်းပါတယ် immortal ကြံနေသေးတယ်ဘတ်စပယ်မရှိတဲ့လူတွေဘတ်တင်တဲ့ brand walk ကဂရီးဝင်ပြစ်တဲ့အနေသားတခုမှာအာလက်ကလေးတော့ shut down ကြီးပြန်ရလိုက်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့လိန်လေးပါလေးပြန်တော့ထိအောင်ပါဆိုစိတ်လေးကိုရှော့ထားပေးဦးသားကြီးမင်းပတ်ကနေတော့ပတ်ဒါပေမဲ့ second tower ကြီးဖြတ်လာပါကျွန်တော်ဒီမှာတင်းပွဲစဉ်အနေထားရเนาะအခုလက်ရှိအခြေအနေမှာခက်ခဲနေတယ်ဆိုပေမဲ့เนาะကျွန်တော်ဒါအချိန်မျိုး bounce back တွေပါလေမြင်တော့မြင်နေတဲ့ blame position ကောင်းတယ် back line တွေကနေပြီးတော့ Yasuki ကို stand ဝင်ပေးသွားတယ်မကွနီးပြအုံးမယ်နေတာကဒီစီမဲ့မထီဝဘူးလွဲသွားတယ်အဲ့မှာနောက်ဆုံးချိန်ကြီးကတော့အသက်ရှင်နေတဲ့ Yasuki အနေနဲ့တော့ဟာကျွန်တော်တို့เนาะမသေးနောက်ဆုံးမှာပဲမသေးချင်းလည်းပြောင်းသွားတယ်မတော့ stick တကောင်မှာ cloud အနေနဲ့ double key ယူသွားသလိုဟီဂျူမီလေးလည်းပြန်ရလိုက်တဲ့ခိုင်တဲ့ hand တကောင်မထက်ဆုံးရှုံးလိုက်မယ်ဆိုတော့ triple key မှာ RV တော့ဖြစ်သွားမှာအမှန်ပဲ window crawling ခဲပြီးတော့အချိန်ဆွဲဆန်ထားတယ်ဆိုပေမဲ့လည်း killing speed RV နဲ့ Erogen နှစ်ကောင်သုံးကောင်တော့ trade ထားရတယ်ဗျာကာလို့ရပါသေးတယ်3ပါရတော့ပေါ်လန်းလေလန်းအောင်လန်း4-3လုံးတော့စီးတိုင်းတော့ရေးနေနေတော့ final blow တော့မရှိသေးဘူးဆိုတော့တော့ကလည်းတော့ပဲပြေးလို့တာပေါ့နော်ညာထွက်ပြီညာထွက်ပြီရကာလို့ရတော့ပြေးလို့မယ်ဆိုတော့မိတယ်နော်သွားကျင်သွားလို့ရတယ်တော့ကရီးကတော့ပြစ်နိုင်တဲ့နေသားမျိုးမှာတော့ရှိတယ်ပေါ့နော် item full သွားပြီဗျာ16မိနစ်ဝန်းကျင်ဘေးနားနေတော့ကွန်စီလေးဖြောက်ပြီးအာကလပ်ပြေးဝင်လာတော့ရင်သားပေးတိုင်းမှာတော့ AOG ရှောင်းထားတယ်ဆိုတော့တန်ဖောင်ကြားမှာ3ကောင်လောက်ဒီပါဝါကရီးဖလီကာတွေပိုင်းနဲ့ပြန်ခုန်တိုင်းမှာတော့လောအနေနဲ့သရုံးကြီးကိုရိုက်နေတဲ့နေသားတစ်ခုမှာတော့ကျွန်တော်တို့ game number 1မှာတော့တော်တော်ကြီးဆော့ရတာခက်ခဲသွားနေတယ်ပဲအော်တိုင်ကိုတင်းကိုတော့ရှုံးနေသွားခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ AE ရတဲ့တိုက်တော့ easy လို့တပွဲပေးပြောထားလိုက်တာပါလို့ပါပဲအချိန်ကြီးeasy က easy အေးဆော့တော့ကောင်းတယ်ဟုတ်တာဖြစ်တယ်ဒီပြီလားအဲကလောက်ဘောဆိုတော့ပေးလိုက်တာကြီးကလည်းနည်းနည်းများတယ်မဟုတ်ဒါပေမဲ့ easy ပါလား easy ပါဘယ်မှမရှိဘူး